မင်္ဂလာပါကျမတို့ဒီနေ့ကတော့ဘယ်ညနေလဲဒီနေ့ကြောင့်9ရက်နေ့November လ9ရက်နေ့ဖြစ်ပါတယ်တနင်္ဂနွေဖြစ်ပါတယ်ဝတ်ပြုပြီးတဲ့အခါမှာတော့ကျမတို့ဆမနန်းနွန်တို့ကကျွေးတဲ့ခောက်ဆွဲကြော်နေ့လဲစားပြီးတဲ့အခါမှာမကြခင်မှာကျမတို့ music video ရိုက်မှာဖြစ်ပါတယ်လို့အဲ့တော့ကျမရဲ့လူငယ်များလို့ဆိုအလှပြင်နေကြပါတယ်သူတို့တွေကျန်ကြလို့ရှင်တော့ကျမတို့ video ရိုက်ကူးတော့မှာဖြစ်ပါတယ်တောင်းတောင်နားမှာပတ်လည်နားမှာအဆင်ပြေတဲ့ location နဲ့ကျမတို့ရိုက်မှာဖြစ်ပါတယ်လို့အဲ့အတွက်ကျမက behind the scene ကိုပေါ့နော်ပြတော့မှာဖြစ်ပါတယ်လို့အလှပြင်နေတဲ့အဖွဲ့တွေပေါ့နော်မျက်ခုံမျက်တောင်တွေရောပါးနီတွေရောအလှပြင်နေပါတယ်လောလောဆယ်ပေါ့နော်ပထမဆုံး location ကတော့ဒီ3ထပ်ဆောင်ရဲ့အပေါ်မှာဖြစ်ပါတယ်အဲ့တော့မင်းသားတွေမလာခင်မင်းသမီးတွေမလာခင်မှာအန်ဒီ3ယောက်အပေါ်မှာအရင်ရောက်နေပါတယ်မင်္ဂလာပါမင်္ဂလာပါရှင်အရင်ကရင်ကြည့်ဘာရောင်းမလို့လဲကျမပြပြလေးပိုက်ကြွားကျမတို့ကိုရိုက်ပေးမဲ့ cameraman ဖြစ်ပါတယ်ကျမရဲ့မောင်လေးဒါဖူးဖြစ်ပါတယ်လောလောဆယ်သူတိုင်ပတ်နေပါတယ်ကျမတို့ရိုက်ကူးရေးစပါပြီကျမတို့မင်းသားတွေနောက်တဲ့တနေရာကျမတို့ခုနမိုးရွာတာမလားလို့ဒီတော့နောက်တစ်ခေါက်ပြန်ရိုက်ပါတယ်ကျမတို့ location ရောက်ပြီးတော့နောက်တစ်ခေါက်ပြန်နေတာဖြစ်ပါတယ်ခုချိန်ကြီးရိုက်နေတော့မှပဲလို့မိုးလည်းအရင်ကမှရွာနေပါတယ်ဖွဲလေးရောဒါပေမဲ့မတိတ်ဘူးဖြစ်နေတယ်ဒါပေမဲ့လည်းဆက်ရိုက်ပါမယ်ဒါကတော့ရိုက်ကူးရေးတမန်တွေဖြစ်ပါတယ်ဒီတစ်ခါတော့မင်္ဂလေးအဖွဲ့တွေစရိုက်ပါပြီကျမတို့ရိုက်နေနဲ့မိုးရွာလာပါတယ်လို့မိုးရွာပြီမဲ့လည်းဆက်ရိုက်မှာဖြစ်ပါတယ်ပြီးတော့တချင်းတိုင်ခံဖွင့်ပေးပါတယ်ကျွန်တော်ယောက်ျားလေးခတ်ပြန်ပြီးတော့ရိုက်ပါတယ်အဆိုပိုင်းပြန်ရိုက်ပါတယ်အားပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်ဒါဖူကတော့ရိုက်ပေးနေပါတယ်ကျွန်တော် location ပြောင်းပြီးတော့နောက်ထပ်တစ်ခေါက်ပြန်ရိုက်ပါပြီညနေစာချက်ပေးတဲ့တော့ညီမကျေးဇူးများတင်ပါတယ်ပြီးတော့လည်းကိုယ်တိုင်တချင်းနဲ့ဖွင့်ပေးလိုက်ကားလည်းမောင်းပေးလိုက်ကျုပ်လည်းကြော်ပေးလိုက်ပဲပြီးတော့ညာကြီးကြော်လာကဲတစ်ခါတော့နဲ့ဒီမင်းနဲ့ကိုစားကြည့်တော့လေမင်းသားမင်းသမီးတွေကိုကျေးဇူးတင်တယ်နော်အားရပါရစားကြနော်ဒါကတော့ makeup artist ပေါ့နော်ဘုရားစားပြပါတယ်ကျေးဇူးတင်ပါတယ်ကလုံးအမောမီးနေလားကျေးဇူးတင်နော်ကျမမင်းသားတွေကိုရပါကျေးဇူးတင်တယ်အဆူတော်နဲ့မင်းသားတွေကိုကျေးဇူးတင်တယ်ကျမတို့ရိတ်ကူပြီးတဲ့ချိန်မှာတော့4:36ရှိပြီပေါ့နော်မိုးကြီးလည်းအရန်ရွာပါတယ်လို့ဒါပေမဲ့ခုနကပေါ့နော်ရိတ်ကူတဲ့ချိန်မှာဖျားသခင်ကမိုးခဏလေးတိတ်ပြီးတယ်လူချင်းနဲ့အကတ်လည်းရသွားတယ်အခုတော့မိုးဆက်ရွာတယ်မင်းစားပြင်အောင်ကျမတို့ပြန်ပါပြီလို့အားလုံးကျေးဇူးတင်ပါတယ်MV ထပ်တာတင်တာကို stay tuned လုပ်ပေးပါ thank you ပါ